မြန်မာနိုင်ငံမှာ Forex Trading နှင့်ပတ်သက်သည့်လိမ်လည်မှုများမှာအဓိကအားဖြင့်ဝက်မွေးမြူခြင်း Pig butchering လိမ်လည်မှုပုံစံနှင့် Ponzi ဖွန်စီစီမံကိန်းများအဓိကတွေ့ရသောလိမ်လည်မှုပုံစံများမှာဝက်မွေးမြူခြင်းလိမ်လည်မှု Pig butchering scams လူမှုကွန်ရက်သို့မဟုတ် message ပို့အပ်များမှတဆင့်သားကောင်နှင့်ယုံကြည်မှုရအောင်အချိန်ယူတည်ဆောက်ပြီးနောက်အလွန်မြတ်များမည်ဟုကတိပေးသည့် Forex အွန်လိုင်းရင်းနှီးမြှုပ်နှံမှုအတုအယောင်ပလက်ဖောင်းတစ်ခုသို့ဆွဲဆောင်ပါသည်သားကောင်များရင်းနှီးမြှုပ်နှံမှုပမာဏများလာသောအခါရင်းနှီးမြှုပ်နှံသူများကငွေထုတ်ယူရန်ကြိုးစားသည့်အခါတွင်လိမ်လည်သူများကပျောက်ကွယ်သွားခြင်းသို့မဟုတ်အကောင့်ကိုပိတ်ပစ်ခြင်းတို့လုပ်ဆောင်ပါသည်Forex Trading တွင်အမြတ်များများရမည်ဟုမလုံးပေးကာရင်းနှီးမြှုပ်နှံရန်ဆွဲဆောင်သည်အစောပိုင်းရင်းနှီးမြှုပ်နှံသူများကိုနောက်မှဝင်လာသောရင်းနှီးမြှုပ်နှံသူများ၏ငွေဖြင့်အကျိုးအမြတ်ပြန်ပေးခြင်းဖြင့်တရားဝင်သည့်အသွင်ဖန်တီးထားသောအစီအစဉ်များဖြစ်သည်စီမံကိန်းပြိုကွဲသည့်အခါနောက်ဆုံးဝင်လာသူများသည်ငွေကြေးဆုံးရှုံးကြရသည်ရင်းသို့သောလိမ်လည်မှုများမှကာကွယ်ရန်အတွက်အလွန်အမြတ်များမည်ဟုကတိပေးသည့်ရင်းနှီးမြှုပ်နှံမှုများကိုသတိထားရန်နှင့်Forex Trading ငွေအမြတ်များများရချင်သူတွေအပေါ်ပုံစီလိမ်နည်း Forex Trading အမည်ခံ၍ပုံစီလိမ်လည်မှုပုံစံများလုပ်ခဲ့သူများဖြစ်သည်